သူမကကိုဝင်ရှိသွား၍အရန်ပျော်ပြီးယောက်ျားကိုသတင်းကောင်းပြောပြမလို့ဖုန်းဆက်လိုက်တာနဲ့ယောက်ျားရဲ့ဆူမောက်လိုက်တာကိုပဲခံလိုက်ရတယ်ယောက်ျားကတော့ရီစာဟောင်းကိုအဖော်ပြုပေးနေတဲ့အချိန်မှာရီစာဟောင်းကသူမကားစီပြေးလာနေတာကိုတွေ့လိုက်တော့တမြင်မြင်တက်ကောင်လေးကိုသူမကိုမတွေ့အောင်လမ်းကွေခိုင်းလိုက်လို့သူမလေးရေနဲ့ပတ်ခံလိုက်ပြီးချော်လဲသွား၍တွေးရအများကြီးထွက်ပြီးကလေးတစ်ခုခုဖြစ်သွားမှဆိုရမ်း၍ယောက်ျားကိုအကူအညီအမြန်တောင်းဖို့ဖုန်းပြန်ဆက်တော့ယောက်ျားကသူမကိုထပ်ဆူငေါက်လိုက်တယ်အဲကြောင့်သူမလေးမိုးရေးထဲမှာမေးလဲသွား၍ဆေးရုံတင်လိုက်ရတယ်ပြီးတော့သူမကဆရာဝန်စီကနေသူမရဲ့ကလေးကပြက်ကျသွားပြီဆိုတာကြားရလိုက်ပြီးကလေးပြက်ကျတဲ့အကြောင်းအရင်ကမနေ့ကမိုးရေးထဲမှာချော်လဲတာလေးပါတယ်လို့အိမ်မှာတစ်ခုခုရှူမိလို့လေးပါတယ်ဆိုပြီးပြောပြလိုက်လို့သူမကအယံဝမ်းနဲ့နေတဲ့ချိန်မှာဆရာဝန်ကသူမကိုဝင်စစ်တဲ့ချိန်လေးသူမရဲ့ယောက်ျားမပါတယ်လို့အခုကိုဝင်ပြက်ကျသွားရင်လေယောက်ျားကပါမလားလို့အံ့ဩနေတယ်အဲချိန်မှာရီစာဟောင်းကသူမကိုရွေးချင်လို့သူမရဲ့ယောက်ျားကသူ့ကိုပြုစုပေးဂရုစိုက်ပေးနေတာကိုပုံရိုက်ပို့လိုက်တယ်အဲကြောင့်သူမကအယံဝမ်းနဲ့၍သူ့ယောက်ျားကိုအယံချစ်၍မိဘတွေသဘောမတူတဲ့ကြားကနေယောက်ျားစီကိုအဝေးကနေလိုက်လာခဲ့တာကိုနောင်တာရနေတယ်ပြီးတော့ယောက်ျားရဲ့အေးချခံဘဝကနေချမ်းသာလာတဲ့အထိအများကြီးပေးဆက်ပေးခဲ့တာတွေကိုလေးယောက်ျားကအခုချမ်းသာလာတဲ့ဘဝကိုမေ့သွား၍သူမကနှလုံးသားကွဲထွက်မတက်ချေကွဲ၍အပြင်ကိုတယောက်တည်းလမ်းလျှောက်ထွက်နေတဲ့ချိန်ရီစာဟောင်းကသူမကိုတွေးလိုက်၍ထွက်လာပြီးသူမကိုတိုက်ချလိုက်ပြီးရေလောင်လိုက်တယ်ပြီးတော့သူမကသူ့ကိုတွန်းချတယ်လို့ပြန်ဟန်ဆောင်လိုက်၍အယမ်းနာတယ်လို့အော်ခေါ်နေတဲ့အဲကြောင့်ယောက်ျားကထွက်လာပြီးရီစာဟောင်းကိုအယမ်းစိတ်ပူနေတယ်ပြီးတော့သူမကတွေးတွေများကြီးထွက်ပြီးနာကျင်နေတဲ့အချိန်ရီစာဟောင်းကယောက်ျားရဲ့နာမည်ကိုခေါ်လိုက်တာကြား၍ကြည့်လိုက်မှသူ့ယောက်ျားကတခြားမိန်းကလေးကိုဂယုစိုက်ပေးနေတာတွေ့လိုက်တယ်အဲချိန်မှာယောက်ျားလေးသူမကိုတွေးလိုက်၍သွားဂယုစိုက်ပေးမလို့လောက်တာနဲ့ရီစာဟောင်းကအယမ်းနှာနေတယ်လို့ပြန်ဟန်ဆောင်လိုက်၍ယောက်ျားကမိန်းမကိုပြစ်ထားပြီးရီစာဟောင်းကိုအယမ်းစိတ်ပူနေတယ်အဲကြောင့်ယောက်ျားကသူအယမ်းချစ်ရတဲ့မိန်းမကိုဆုံးရှုံးရတော့မယ်ဆိုတာကိုမသိပဲရီစာဟောင်းကိုပွေချီပြီးထွက်သွားလိုက်တယ်ဘေးကလူတွေတောင်ယောက်ျားကမိန်းမကိုဂယုမဆိုင်ပဲတခြားမိန်းမကိုဂယုဆိုင်နေ၍အတင်းတုံနေကြတယ်သူမကတော့9နှစ်လုံးလူမပြီးချစ်ခဲ့တာကိုအခုမှရှင်းရှင်းလင်းလင်းသိသွားခဲ့၍သူမကသူအယမ်းဝါသနာပါခဲ့တဲ့ဒီဇိုင်နာအလုပ်ကိုပြန်လုပ်ဖို့စီရင်ထည့်လိုက်တယ်အဲကြောင့်သူတို့ကသူမကို9ရက်ကြာပြီးနောက်လာကြိုမယ်ဆိုပြီးပြောလိုက်တယ်နောက်မနေ့ရောက်တော့သူမကယောက်ျားနဲ့သူတို့2ယောက်ရဲ့ပျော်ရွှင်ခဲ့တာတွေကိုတွေးပြီးဝမ်းနေနေတဲ့ချိန်ယောက်ျားကသူမနဲ့တောင်မကွာရှင်းရသေးပဲရီစာဟောင်းကိုအိမ်ခေါ်လာပြီးသူမ